မင်္ဂလာပါရှင် မင်္ဂလာပါဗျဟုတ် ကျမတို့က Player YouTube Channel ရပါရှင် ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ဟိုနေပဲအသီးသီးမှာအောင်မြင်နေတဲ့သူတွေကို interview ပြီးတော့တင်ဆက်နေတဲ့ channel လေးပါရှင် ဟုတ်ကဲ့ပါ အဲ့ဒါဒီကဆရာဒီဝကျော်ကောင်းနဲ့ interview ကျင်လို့ပါ တော်လေးကရောက်လာပြီ ဟုတ်ပါတယ်စာ ဟိုဆရာကမျက်လုံးတစ်ဖက်အကျော်လိုက်ညာလိုက် မဟုတ်ဘူးကန်း စာဟိုဒါပါလီယာအင်တာဗျူး channel က Player အော်လေယာအင်တာဗျူး channel ပါစာ နမတော်လေးနဲ့မောင်တော်နဲ့ကဘဝအဆက်ဆက်ကတိတ်ချစ်ကြတဲ့ချစ်သူတွေကိုနမတော်လေးရဲ့အဲ့ဒီမှာနမတော်လေးရဲ့ကောက်ကြောင်းဒီအလားတရားတွေကိုမင်းတို့မင်းတရားကြီးကမကြော်လွားနိုင်တော့ဘဲနဲ့နမတော်လေးကိုကောက်စားတော်ကောက်သွားခဲ့တာဒီဝေဒနာတွေကိုရင်ဝယ်ပိုက်လွမ်းစွတ်ကြည်ကွဲမခံစားနိုင်တော့ဘဲနဲ့ကိုအဆုံးစီရဲ့နောင်ဘဝဆက်တိုင်းပေါင်းဖက်ရပါစေဆိုပြီးသစ္စာဒိဋ္ဌံပြုခဲ့တာ အော